အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ချက်ပြပေးမယ့်ဟင်းလျာတွေကတော့တန်ပေါင်းနဲ့တွေ့စားလို့ရတဲ့စက်သားဟင်းချက်နီလေးပဲဖြစ်ပါတယ်ဒီအထဲမှာပါဝင်ပစ္စည်းတွေကတော့စက်သွန်နီဂျင်းစက်သွန်ဖြူဟင်းခက်အမွေးကြိုင်တချို့လိုပဲဖြစ်ပါတယ်ရှင်ပထမဦးစွာစက်သွန်နီကိုလေးစိတ်စီထားပါမယ်ဂျင်းနဲ့စက်သွန်ဖြူကိုပပလေးလှီထားပြရမှာဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့ကျမတို့ကအချုံမုတ်စားစနင်းနေထားတဲ့စစ်သားကိုအရင်ကြော်မာလေးဖြစ်ပါတယ်ရှင်စစ်သားကြော်နေဒီမှာစစ်တော်ဖြူစစ်တော်နေတို့ကိုလှီထားလို့လည်းရပါတယ်ရှင်မြို့သီး6ကိုထောင်ညက်နေအောင်ထောင်ထားရပါမယ်စစ်သားကျွတ်လို့ရဲရဲလေးဖြစ်ပြီဆိုလို့ချင်းကျမတို့ကစစ်သားကိုဆဲပြီးတော့ဖယ်ထားရပါစစ်သားတွေအားလုံးကြက်ပြီးဆိုတာနဲ့ဂျင်းကိုစီတက်ရပါမယ်ဂျင်းကိုမကျွတ်ကျွတ်အနေထားသည့်စီတက်ရပါမယ်ဂျင်းအနေတော်အနေထားသည့်ရပြီဆိုလို့ရှိရင်တော့ဟင်းခက်အမွှေးကြိုင်လေးကိုစီတက်ပေးရပါမယ်ဟင်းခက်အမွှေးကြိုင်လေးနဲ့ဂျင်းတမအောင်မွေထားပြီးအနံ့လေးပြလာရင်တော့ခုနကမြို့သီး6ထောင်းထားတာလေးကိုထည့်ပေးရမှာပဲဖြစ်ပါတယ်မြို့သီး6ရဲ့ဂျင်းရဲ့ဟင်းခက်အမွှေးကြိုင်ရဲ့ကိုစီတက်ရပါမယ်အနေထားတစ်ခုရောက်လာပြီဆိုရင်တော့စက်သွန်ဖြူကိုထည့်ပေးရပါမယ်အားလုံးကိုစီတက်ပြီးတဲ့နောက်မှာစက်သွန်နီကိုထည့်ပေးရပါမယ်စက်သွန်နီနွန်းလာပြီဆိုရင်တော့ခုနကကြော်ထားတဲ့စက်သားတွေကိုတမသွားအောင်ထည့်ပေးရပါမယ်ပြီးရင်လိုရာဟင်းခက်မုတ်များကိုထည့်ပြီးသုံးဆောင်နိုင်ပါတယ်ဥပမာချုံမုတ်စားစက်သားမုတ်စားတဲ့အရာတွေကိုထည့်လို့ရပါတယ်နောက်ပြီးပဲငှက်များရည်နဲ့ငယ်ထည့်ပေးပါမယ်ရှင်ပဲငှက်များရည်ထည့်ပြီးတော့တမအောင်မှွေပြီးပါခုနကပဲငှက်များရည်ချုံမုတ်စားအားလုံးအမေဆုံးသွားပြီဆိုရင်တော့ကြက်သားကိုလုံးနေအောင်ခဏထားပါကြက်သားလုံးလို့စီလေးအနှဲငယ်ထွက်လာပြီဆိုလို့ရှိရင်တော့ရေလေးနှဲငယ်ထည့်ပြီးအဖုံးအုပ်ပြီးထားရပါမယ်အဖုံးအုပ်ပြီးတော့အနှဲငယ်ကျသွားတဲ့အခါကြက်သားကလည်းနူးစာပြုတ်လာပါပြီအနံ့လေးကလည်းမှွေပြီးစားခြင်းစရာဖြစ်နေပါပြီအခုဆိုရင်တော့တန်ပေါင်းနဲ့တွေ့စားလို့ရတဲ့ကြက်သားဟင်းလေးတစ်ခွက်ရခဲ့ပါပြီကဲတငယ်ချင်းတော့လိုက်ချက်စားကြည့်ပါနော်